အားလုံးပဲမင်္ဂလာပါမြန်မာ Sports Center အားကစားသတင်းမှကြိုဆိုပါရစေအခုတစ်ဆက်ပေးမယ့်အကြောင်းအရာကတော့ဇက်လိုက်ကနောက်ကျမှပေါ်လာရတဲ့ဆိုတဲ့အတိုင်းနှစ်ပွဲဆက်အနိုင်နဲ့ပြန်လာပြခဲ့တဲ့ United အကြောင်းပဲဖြစ်ပါတယ်United ကတော့လီဗာပူးကိုနိုင်ခဲ့တဲ့လူစီယန်တိုင်းပဲပွဲထွက်လာခဲ့ပြီး Ronaldo, Casemiro, Maguire တို့ကရန်ကုန်မှာပဲရှိခဲ့ပါတယ်တိုက်စစ်ပိုင်းထက်မြက်မှုကလီဗာပူးနဲ့ပွဲကားလောက်မကောင်းခဲ့ပဲ Rashford, Elanga, Sancho တို့၃ယောက်လုံးကျင်းနှက်စရာပုံစံမျိုးကိုမပြသနိုင်ခဲ့ပါဘူး Bruno Fernandes, Elanga, Eriksen တို့ရဲ့အစစ်စစ်ကန်ချက်တွေအကုန်လုံးနောက်တန်းနဲ့ထိဂိုးသမားနဲ့ထိပြီးထွက်ခဲ့တာက United အတွက်နစ်နာခဲ့ရပါတယ်Southampton ကလည်း Chidan, Aribo, Aronesi, Anstown တို့ရဲ့တိုက်စစ်ပိုင်းတိုးအားနဲ့ United ကိုဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်အထူးသဖြင့် area နားမှာရတဲ့လက်ပစ်ဘောတွေက Southampton အတွက်တောင်းကန်ဘောလို့ဖြစ်ခဲ့ပြီးအရန်မောင်းအားနည်းချက်ရှိတဲ့ Lisandro Martinez နဲ့ Malacia တို့ကိုဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်ပထမပိုင်းမှာတော့ဂိုးမရှိသည့်ရလက်နဲ့သာပြီးဆုံးခဲ့ပြီးဒုတိယပိုင်းမှာတော့ United တို့တလုံးသင်းသောအနိုင်ဂိုးကိုရရှိခဲ့ပါတယ်Sancho, Elanga တို့ရဲ့တွဲလုံးကားတစ်ဆင့်ဒါလော့ဖြတ်တင်ပေးလိုက်တာကို Bruno Fernandes ကမြေမကျပေါ်လှလှပပကန်သွင်းခဲ့ပါတယ်နောက်ပိုင်းမှာတော့ Southampton တို့ခြေပါကိုပြန်ရဖို့ဒလက်ဆက်ဖိအားပေးလာခဲ့ပါတယ်တွမီနေဧရိယာထဲမှာလက်နက်ထိခဲ့ပေမဲ့ဒိုင်လိုကြီးကပိုင်နယ်တီပေးဖို့ညှင်းဆန်ခဲ့ပြီးအာရီဘိုရဲ့ခေါင်းတိုက်ချက်တစ်ချိန်ကိုလည်းဒီဂီယာလက်စွမ်းပြကာကွယ်ခဲ့ပါတယ်။ United နောက်တန်းက Lisandro, Malacia တို့ဟာဒီပွဲမှာခြေစွမ်းပြခဲ့ပြီးဘာရန်ကလည်းနောက်တန်းကိုတီတီငိမ့်ငိမ့်ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ Ronaldo ကတော့ဒုတိယပိုင်းမှာလူစားဝင်ကစားခဲ့ပေမဲ့ဒဏ်ရာနည်းငယ်ရသွားပုံရပါတယ်။အဲဒီနောက် Casemiro က United ကစားသမားဘဝပထမဆုံးပွဲဖြစ် Elanga နေရာမှာလူစားဝင်ခဲ့ပါတယ်။ Southampton တို့ဇက်တိုက်ဖိကစားပြီးခွင့်ရေးတွေလည်းရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့တာကြောင့် United ကသာအဝေးကွင်းမှာနိုင်ပွဲဆက်လက်ရယူခဲ့ပါတယ်။ United အတွက်တော့နောက်ဆုံးနှစ်ပွဲဆက်အနိုင်နဲ့အတူလမ်းကြောင်းမှန်ပေါ်မှာပုံမှန်အတိုင်းဆက်လက်ရှောက်လန်းသွားနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လည်းလုပ်သွားပေးကြပါဦးခင်ဗျာ။